ဆိုတော့ခင်ဗျားရဲ့ new view ကိုပွေ့ကြည့်လိုက်မယ်ဆိုရင်ဆိုတော့အရန်ကိုစမှတ်ကြတဲ့သူတွေကိုမကြခဏတွေ့ရတယ်လည်းမဟုတ်လားဆိုတော့ခင်ဗျားကတော့အခက်အခဲတွေကြားကအောင်မြင်လိုက်ရှုံးနေလိုက်ရုန်းကန်နေရပေမဲ့ခင်ဗျားရဲ့ friend list ထဲကလူတချို့ကတော့အရန်ကိုစမှတ်ကြပြီးအရန်ကိုအသိပညာတွေပါနဲ့လိမ်မာပြီးတော့သူတို့ကစီးပွားရေးရလဲအောင်မြင်နေကြတယ်ဆိုတာကိုခင်ဗျားတွေ့မြင်နေရတယ်မဟုတ်လားဆိုတော့သူတို့ရဲ့ပို့တွေကိုကြည့်လိုက်ရင်ကိုကပဲသူတို့မနာလို့ဖြစ်မိတာလူကိုသိငယ်စိတ်ဖြစ်မိတာလူဆိုတော့ဒီလိုစိတ်တွေဖြစ်ဖူးကြမယ်လို့ထင်ပါတယ်တကယ်တော့ဒါခမည်းရဲ့အားနည်းချက်တရားမဟုတ်ပါဘူးသူတို့ဟာလူမှုကွန်ရက်ပေါ်မှာတခုခုကိုကြွားနေတယ်ကျွဲနေတယ်လို့မထင်ရအောင်တေချာစနစ်တကျခင်းချင်းပြသထားတာတွေပါဒါကိုဒီအချက်ကိုစိတ်ပညာရှင် Arvin Kaufman ရဲ့မိမိထင်မြင်စေခြင်းတဲ့အတိုင်းဖြစ်လာအောင်စီမံတဲ့ theory impression management theory လို့ခေါ်တယ်ဆိုတော့ဒါကြောင့်လည်းကျွန်တော်တို့ဖြစ်နိုင်တယ်လို့ယူဆလို့ရတယ်ဥပမာဗျာတယောက်ကဈေးကြီးတဲ့ coffee တစ်ခုခုကို post တင်ပြီးတောက်ပြမယ်ဆိုတော့ဒီ coffee ကဈေးကြီးကြောင်းသူကတင်ထားမှာမဟုတ်ဘူးဘယ်လောက်တပေးရတယ်ဆိုတာကိုတင်ထားမှာမဟုတ်ဘူးဒါပေမဲ့ဒီ coffee ကဘယ်လောက်တန်နေဘယ်လောက်ရတာရှိတယ်ဘယ်နိုင်ငံလာတယ်ဆိုတာကိုသူကလေ့လာထားရည်ဆိုတော့ဒါကိုသူက post တင်တဲ့အခါမှာလိုရင်းတိုရှင်းလေးနဲ့ဥပမာတစ်ခုပြောပြရမယ်ဆိုရင်Jamaican Blue Mountain လေးကတော့ကိုယ်အသေးဆွဲလေးပေါ့ caption ကတော့တော်တော်လေးပဲဒါပေမဲ့သူ့ရဲ့လေတံနဲ့အတုံးလုံးကဒါကိုပဲသူကအမြဲလိုတောက်နိုင်နေတာလိုပုံစံမျိုးနဲ့ဆိုတော့တင်ထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကGoogle မှာသွားပြီးခောက်ကြည့်ရပေါ့သိကျင်စိမ့်နဲ့ဆိုတော့ခင်မီအောင်လို့ဆိုပြီးတော့အဲ့မှာကျွန်တော်တို့ Google မှာJamaican Blue Mountain Coffee ဆိုပြီးရိုက်ရှာလိုက်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ coffee ဈေးကိုတွေ့သွားတယ်အမလေးဖျားအဲ့မှာလည်းကျွန်တော်တို့ကအဲ့ဒီ coffee ရဲ့ဈေးကိုတွေ့ပြီးတော့ကျွန်တော်တို့ဘဝနဲ့အလိုလိုနှိုင်းယှဉ်ပြီးတော့ကျွန်တော်တို့အခြေအနေနဲ့လိုနှိုင်းယှဉ်ပြီးတော့စိတ်အားငယ်စရာတွေဖြစ်သွားနိုင်တယ်ဥပမာတစ်ခုပြောရရင်ငါကတော့တနေ့2ချိန်တောက်နေကြလက်ဖက်ရည်တောင်မှအခုဆိုရင်1ချိန်ချော့တောက်နေရပြီသူတို့ကတော့ဒီလိုဈေးကြီးတဲ့ coffee တွေကိုအများတန်းတောက်နိုင်နေတဲ့ညီပါလားဆိုပြီးတော့အခုကိုတင်ငယ်စိတ်တွေဝင်လာနိုင်တယ်ဒီအကြောင်းအရာကိုစိတ်ပညာရှင်ဖြစ်တဲ့ Leon Festinger ရဲ့ကျွန်တော်တို့ theory မှာဆိုရင် social comparison theory လို့ကျွန်တော်တို့နာမည်တက်လို့ရတယ်ပေါ့ဒီလိုပဲပုံရိုက်တဲ့အခါမှာတန်ဖိုးနဲ့ပစ္စည်းတွေမပေါအောင်လို့တေချာခင်းကျင်းထားတာတွေကိုယ့်ရဲ့အကောင်းဆုံးတွေဆိုတဲ့အရာတွေကိုပုံရဲ့ထင်သာမြင်သာရှိတဲ့နေရာမှာခင်းကျင်းပြသထားတာတွေကလည်းဒီနည်းပါပဲဆိုတော့ကျွန်တော်ဟာတာပြောအောင်မယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တကယ်ချင်းတယောက်ရှိတယ်ဆိုတော့အဲ့ကောင်ကအရက်ကောင်းလေးပါလေးများတောက်ရပြီဆိုရင်post တင်ပြီးတော့ကြွားတော့တာပဲဥပမာဗျာအရက်ကောင်းလေးတစ်ခုတောက်နေရဆိုရင် तू ကကင်မရာဘက်ကိုအရက်ကိုဆက်စုသလိုပါလို့နဲ့ကင်မရာရှိတဲ့ဘက်ကိုကျွန်တော်တို့အရက်ရဲ့ level ပေါ့အရက်ရဲ့ဒီတစ်စိတ်ကိုကျွန်တော်တို့မရောက်အောင်လှည့်ပြီးတော့အသားလေးထားထားတာမျိုးတွေဆိုတော့အဲ့ကောင်ကသူ့အိမ်ပုံနဲ့နောက်ခံနေပါလေကြသူတင်လေးမရှိဘူးမနောက်ခံကောင်း background ကောင်းရှိတဲ့နေရာမျိုးရောက်ပြီးဆိုရင်ပုံတွေအတင်ရိုက်ပြီးတင်တာမျိုးဆိုတော့ဒါမျိုးတွေကလည်းကျွန်တော်တို့ဒီသဘောတရားပါပဲဒါကိုလူမှုကွန်ရက်မှာတင်ဆိုတော့သူဟာသူပိုင်ဆိုင်တဲ့အရာတွေဒီလိုပေါ့ဗျာသိတယ်မလားဆိုတော့နောက်တစ်ခုကဘာလဲဆိုရင်ကားပေါ်မှာ safety ဘက်တိုင်းရဲ့ကြီးနေဗျာအကြောင်းတစ်ခုရှာပြီးတော့လိုက်လွတ်နေတာမျိုးတွေဆိုတော့အဲ့လိုလူတွေဟာလည်းသူတို့ဟာကားစီးနိုင်တဲ့သူတွေဖြစ်ကြောင်းရယ်သူတို့စီးတဲ့ကားအမျိုးအစားကိုသိစေခြင်းကြောင်းကရေဝါအဖြစ်များမယ်လို့ထင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အဆင့်မြင့်ဟိုတယ်တွေမှာ check-in ဝင်နေတာတွေအထင်ကြီးရနေရာတစ်ခုခုမှာဈေးဝယ်စင်တာတစ်ခုခုမှာ state show တစ်ခုခုမှာအစားတဖော်ပြအဆင့်မြင့် location တွေကိုချပြထားတာတွေသိရမလားဆိုတော့အဲ့ဒါတွေကလည်းကြွေတာဖြစ်ဖို့များတယ် branded ပစ္စည်းတွေတုံးဆောင်ပြတာဈေးကြီးတဲ့အမှုပညာပစ္စည်းတစ်ခုခုကိုဝယ်ပြတာတွေဥပမာပကြီးကားတွေဘာတွေညာတွေမှာအင်ကြီး branded အင်ကြီးတွေဒါတွေကလည်းခေတ်စကားအရဆိုရင်ရိုးရိုးသားသားတည်းကြွေပြတာဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆလို့ရတယ်ပေါ့နော်နောက်တနည်းကြွေပုံရှိသေးတယ်ဆိုတော့အဲ့ဒါဘာလဲဆိုရင်အတန်အသင့်ဘူးတရရှိပြီးတော့အမှုပညာရဲ့ကောင်းမွန်တဲ့အရည်အသွေးတွေကိုခန်းစားနိုင်တဲ့လူလက်တန်းစားတချို့ကသူတို့နေရာတကာနှံ့ဆက်သူတွေလို့ဘဝသူရကြွယ်ဝနေသူတွေလို့ဆိုတော့အဲ့လိုပုံဖမ်းလေးရှိတယ်အခုလို AI ခကြီးထဲမှာဆိုရင်ဗျာသူတို့တင်တဲ့ပို့တွေမှာဆိုရင်စကလုံးထဲဝါတွေကိုလှိုင်သုံးတာမျိုးတွေပညာရေးဆိုင်ရာအသုံးအနှုန်းတွေထည့်ပြီးသုံးတာမျိုးတွေဆိုတော့အဲ့လိုမျိုးတွေသုံးပြီးလဲကြွယ်တတ်ကြတယ်သိမလားလူတွေကနောက်တစ်ခုကဘာလဲဆိုရင်အလုပ်အရန်ရှုပ်တဲ့လူလို့မခေတ်စားပြတာတွေလောက်တာတွေဆယ်လီအမှုပညာရှင်တွေနဲ့တက်ပုံတွဲပြတာတွေဒါတွေကလည်းဒီသဘောတရားပါပဲသူတို့ဟာလူပေါင်းဘယ်လောက်ဆက်နေလူမှုပတ်ဝန်းကျင်မှာလူဝင်ဘယ်လောက်ဆက်နေဆိုတာကိုပြသပြီးတော့အဲ့လိုကြွယ်ကျင်ကြတာမျိုးကများပါတယ်နောက်တစ်ခုကကျွန်တော်တို့လူလက်တန်းစားတွေဟာသူတို့ကိုသူတို့အထက်တန်းစားအလွှာတွေနဲ့မနီးရိုးဆွဲဖြစ်ကြောင်းရယ်အခြေခံလူတန်းစားတွေနဲ့ကွာခြားကြောင်းကိုအမြဲတက်တည်ပြလူသူတွေဒီသဘောတရားကိုကျွန်တော်ထင်ထင်ရှားရှားမြင်အောင်လို့ကျွန်တော်ပြောရမယ်ဆိုရင်ဥပမာတစ်ခု
ဆိုရင်ကျွန်တော်ယဉ်ကျေးမှုနယ်ပယ်တွေကဖြစ်တယ်ကျွန်တော်နိုင်ငံမှာဆိုခုဆိုရင်ဇက်တပင်လောကဟာပြန်ပြီးတော့ကျွန်တော်စမ်းသစ်လာတယ်ဒါဝမ်းသာစရာပါဒါပေမဲ့တတိထားစရာကအဲ့ဒီဇက်တပင်ရဲ့ရှေ့ဆုံးတန်းနေမှာဖြစ်တဲ့လူလက်တန်းစားတချို့ဟာမင်းသားကိုတန်ဖိုးကြီးပစ္စည်းတွေစုချတာတွေပတ်စံတွေအမြောက်အများစုချတာတွေမင်းသားနဲ့တရင်တနီးပြောဆိုဆက်ဆံပြီးတော့တက်ပုံရိုက်ပြီးတော့ post တင်တာမျိုးတွေကြွေတာမျိုးတွေဒါတွေဟာလည်းအမှုပညာကိုချစ်တယ်ဆိုတာထက်ကိုယ့်ရဲ့ဂုဏ်ထွက်ကိုလူအများကြားမှာချပြခြင်းနဲ့စိတ်ရင်းအခမ်းအနေလာတာဒါကိုဘယ်လိုခေါ်လဲဆိုရင် status seeking လို့ခေါ်တယ်ကိုဖြစ်ချင်တဲ့ရည်ရွယ်ချက်တစ်ခုခုကိုနောက်ွယ်မှာ background ထားပြီးနောက်ွယ်မှာမြုပ်ထားပြီးတော့တခြားလမ်းကြောင်းတစ်ခုကနေပြီးတော့အဲ့ဒါကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဖော်ထုတ်တာဒါကို status seeking လို့ခေါ်တယ်ရည်ရွယ်ချက်ကတော့ငါဟာဘယ်လောက်ထိသုံးဖြုံးနိုင်တဲ့သူဖြစ်တယ်ငါကလူများကြားမှာဘယ်လိုထင်ပေါ်တယ်ဘယ်လိုလူရင်းနဲ့ငါဘယ်လိုလူဝင်ဆန့်အောင်နေနိုင်နေဆိုတဲ့အရာတွေကိုသူတို့ကချပြခြင်းဒါဖြစ်ဖို့များပါတယ်ပြောရရင်တော့ပြောနာမည်ကြီးတစ်ယောက်ရဲ့နာမည်ကြီး star တစ်ယောက်ရဲ့အရေးပေးမှုကိုငါဘယ်လိုခံရတယ်ဆိုတာကိုဒါနီလန်တနီလန်ကိုသုံးပြီးတော့ကျွန်တော်တို့ကြွယ်ပြလိုက်တာမျိုးကလွဲပြီးကျန်တာမရှိပါဘူးပြဿနာဒီနေရာမှာတင်ကျွန်တော်ပြီးမသွားသေးဘူးဒီလိုပုံရိပ်တွေဒီလိုဗီဒီယိုတွေကို social media တွေမှာတင်လိုက်တဲ့ခါကျရင်တာမန်အခြေခံလူတွေတန်းစားတွေဟာဘယ်လိုစဉ်းစားလဲဆိုတော့လူတစ်ယောက်အတွက်တညတာပြကွက်ငွေပမာဏဟာဆိုတော့ငါတို့ဘဝတွေအတွက်လာချီနှစ်ချီစားသုံးလို့ရတဲ့ရှင်တန်ရေးရန်ပုံငွေဖြစ်နေပါလားဆိုတာကိုတွေးမိပြီးတော့အဲ့မှာရင်ကိုယ့်ကိုတင်ငယ်စိတ်တွေဝင်လာနိုင်တာတွေအဲ့ဒီအကြောင်းအရာတွေကအစိတ်အတောက်တစ်ခုလိုပဲတည်မလားစိတ်ထဲမှာအရန်ကိုပြင်းပြင်းထန်ထန်ဖြစ်နေတာမျိုးတွေလည်းကျွန်တော်တို့ဖြစ်သွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကအောင်မြင်မှုတစ်ခုကိုချပြပြီးဆိုရင်ဆိုလိုတာကလုပ်ငန်းအလုပ်အကိုင်တွေကောင်းလို့ပဲဖြစ်ဖြစ်အလုပ်တစ်ခုမှအောင်မြင်လို့ပဲဖြစ်ဖြစ်မာနုပညာနယ်ပယ်မှာဖြစ်ဖြစ်ဘယ်နယ်ပယ်မှာဖြစ်ဖြစ်တစ်ခုခုအောင်မြင်တဲ့အခါမှာအဲ့ဒီအောင်မြင်မှုကိုချပြတဲ့အခါမှာတခြားသူတွေရဲ့စိတ်တန်ရာကိုမထိခိုက်ဘူးကျွန်တော်တို့ကဒါကအရေးကြီးပါတယ်ဆိုတော့ digital empathy လို့ခေါ်တာပေါ့ကိုချင်းစာတရားကောင်းကောင်းထားဖို့လိုတယ်ပေါ့နောက်တစ်ခုက authenticity အစစ်မှန်ဖြစ်မှုပေါ့ဆိုလိုတာကအောင်မြင်မှုတစ်ခုကိုလူအများကြားမှာပြသခြင်းတဲ့ကိုယ်တိုင်ရရှိတဲ့အစစ်အမှန်ကြည်နပ်မှုကိုပဲကျွန်တော်တို့ကဥတည်တင်တယ်ပေါ့ပြကွက်တွေထက်တကယ်ရှိနေရတဲ့ပို့ပြီးတော့တန်ဖိုးရှိတယ်တန်ဖိုးလည်းထားကြည့်တယ်နောက်တစ်ခုကကိုကတကယ်ပဲအမှုပညာကိုချစ်တာလားဒါမှမဟုတ်အဲ့ဒီအမှုပညာကိုသုံးချပြီးတော့ကြွားကျင်တာလားကြွေပြကျင်တာလားဆိုတာကိုကျွန်တော်တို့ကကိုမှန်မှန်ကန်ကန်နဲ့မိခွန်းထုတ်ဖို့လိုတယ်လူမှုကွန်ရက်ဆိုတာအချင်းချင်းဂုံပြိုင်ဖို့ဆိုတာတက်အချင်းချင်းစာနာနားလည်ပြီးဖေးမကူညီဖို့ကျွန်တော်တို့အသုံးပြုရင်ကျွန်တော်တို့လူဖွဲ့စည်းရတော်တော်လေးလှမယ်လို့ထင်ပါတယ်ဆိုတော့သူများပြသနေရတွေသူများတွေပြတယ်လို့မျိုးတွေသူများတွေကြွေနေတာမျိုးတွေလို့မကြွေနိုင်တဲ့သူတွေမပြနိုင်တဲ့သူတွေအနေနဲ့ကလည်းဆိုတော့သူတို့တွေဟာသူတို့ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်အချိန်လေးတွေကိုပဲဖြတ်တောက်ပြီးတော့ကျွန်တော်တို့ edit လုပ်ပြီးတော့ social media မှာတင်တာဖြစ်ဖို့များတယ်ဆိုတော့ကျွန်တော်တို့ကတတိထားဖို့လိုပါတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒါတွေကပညာသားပါကြွားဝါခြင်းတွေဖြစ်နေနိုင်ပါတယ်တမန်ငါရှင်ကကြည့်ရင်တော့ဗျာဘလို့မှဟာကွက်မရှိပျော့ကွက်မရှိတဲ့အကြောင်းအရာတစ်ခုလို့ထင်ရပေမဲ့တကယ်တော့ဒါပညာသားပါကြွားလုံးထုတ်နေရည်ပဲဖြစ်တယ်ဆိုတော့အားလုံးပဲတင်ငယ်စိတ်တွေကနေကင်းဝေးပြီးတော့ကိုယ့်ဘဝရဲ့တန်ဖိုးကိုကိုယ်တိုင်ရှောက်ပြီးတွေ့ရှိနိုင်ကြပါစေဆိုတော့လူမျိုးဗီဒီယိုလေးဆက်ပြီးတော့ကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့Facebook page လေးကိုlike လုပ်ပြီးတော့မိတ်ဆွေတွေရှိမှလည်း share ခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်